ကဘာပေါ်မှာအကြီးဆုံးအဆောက်အုံကြီးဖြစ်တဲ့တရုတ်မဟာတတိုင်းကြီးကိုဘာအတွက်ဆောက်ထားရလို့ထင်လဲလူအများစုသိထားတာလားမွန်ဂိုကျူးကျော်သူဘရဲ့ရန်ကနေကာကွယ်ဖို့လို့ထင်ကြပါတယ်ဒါပေမဲ့တကယ်တမ်းဒီအုတ်တတိုင်းကြီးရဲ့နောက်ကွယ်မှာလူသားတွေကိုညှိုးတုံးစေနိုင်လောက်တဲ့ကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေရဆိုလို့ရှိရင်ယုံမလားဒီအတိုင်းကြီးအားသာမဲ့လူတွေအတွက်ဆောက်ထားတာမဟုတ်ဘဲနဲ့အလွန်ကိုရက်ဆက်ကြမ်းကြုတ်တဲ့တရားစိုးကြီးတွေကိုတားဆီးဖို့တိဆောက်ထားတာပါတနေ့မှာတော့ကမ်းပေါင်တာလာရှာရင်နဲ့မထင်မှတ်ပဲကဘာကြီးကိုကဲတင်သူသူရဲကောင်းဖြစ်လာမဲ့မတ်တင်မွန်ရဲ့ The Great War Action စကားချမ်းကြီးကိုတင်ဆက်ပေးသွားမှာပါဇလန်စာစာချင်းမှာတော့ကျွန်တော်တို့ရဲ့ဇက်လိုက်ကျော်ဝီလီယံနဲ့သူ့တငယ်ချင်းတို့ပါတို့ကိုမြင်တွေ့ရမှာပါသူတို့ကဥရောပကနေတရုတ်ပြည်ကိုကမ်းပေါင်တာလာရှာကြတဲ့ကြီးစားစတာတွေပါအဲ့ဒီကကမ်းပေါင်တာဆိုတာရွှေတက်တောင်ရှားပါပြီးတော့တံမိုးကြီးရဲ့အရာဖြစ်ပါတယ်သူတို့နှစ်ယောက်ကခီတန်လူရိုင်းနေရဲ့လိုက်လံတိုက်ခတ်မှုကြောင့်အပွဲသားရဲ့အကုန်သေးပြီးတော့သူတို့နှစ်ယောက်တည်းလွတ်ပြီးတော့ထွက်ပြေးလာခဲ့ကြတာပါရီတို့နဲ့ညဘက်ရောက်တော့မိုးကလည်းရွာရာသီဥတုကလည်းစိုးနေတာနဲ့အခုတော့အကူထဲမှာဝင်ပြီးတော့နားနေသေးကြပါတယ်အဲ့ဒီအချိန်မှာပဲအမောင်တဲကနေအေယာမအကောင်ကြီးတစ်ကောင်ရုတ်တရက်ဝင်ပြီးတိုက်ခိုက်ပါလေရောအကောင်ကမြန်လဲမြန်တယ်လို့အင်အားလဲကြီးလွန်းတော့ဝီလီယံတို့နှစ်ယောက်အသေးလဲခုခံရပါတယ်ကန်ကောင်းကျင်တော့ဝီလီယံဓာတ်နဲ့အားကုန်လွှဲခိုလိုက်တဲ့အချိန်မှာအကောင်ကြီးရဲ့လက်တစ်ဖက်ကပြတ်ထွက်သွားပြီးတော့အမောင်ထဲကိုပြန်ထွက်ပြေးသွားတာပါကြံခဲ့တာကတော့စင်ရွှေချွေအရေးလေးပေးချန်နေတဲ့အေယာမလက်ကြီးတစ်ဖက်ပါပဲနောက်နေ့မနက်မိုးလင်းတော့သူတို့နောက်ကိုလူရိုင်းနေထက်လိုက်လာကြပြန်ရောသူတို့လည်းအသက်လူပြင်းနေနောက်ဆုံးမှာတော့တိန်တွေလောက်ထိမြင်မာတဲ့အေယာမတတိုင်းကြီးတစ်ခုရှိကိုရောက်သွားပါတယ်အဲ့ဒီမှာတဲ့တတိုင်းဆောင်တက်ကသူတို့ကိုမြားရင်နဲ့ချိန်ပြီးတော့အရှင်လက်လက်ဖမ်းခေါ်သွားပါတော့တယ်တတိုင်းမွန်ရောက်တော့တဲ့အခါမှာတော့ဝီလီယံတို့တကားမှမမြင်ဘူးတဲ့အင်အားကြီးမားလာတဲ့စစ်တပ်ကြီးကိုတွေ့လိုက်ရပါတယ်အဲ့ဒီတပ်ဖွဲ့ကအမီမက်တပ်ဖွဲ့လို့ခေါ်ပြီးတော့တစ်သက်လုံးဒီတန်းကြီးကိုစောင့်ကြပ်ဖို့သစ္စာဆိုထားကြတဲ့သူတွေပါယူနီဖောင်းအရောင်တွေခွဲထားပြီးတော့အနက်ရောင်ကခြေလင်းတက်အနီရောင်ကလေးပြီးတော့တက်အဝါရောင်ကဆက်ရန်သေးတက်စသဖြင့်တိတိကျကျပွဲစည်းထားရပါအဲ့ဒီမှာအလှပဆုံးနဲ့တက်တရရှိဆုံးအပြရန်တပ်ဖွဲ့ရဲ့ကောင်းဆောင်တက်မူလီလင်းနဲ့လည်းဝီလီယံတို့စတင်တွေ့ဆုံခဲ့ရပါတယ်အဲ့ဒီအချိန်မှာဝီလီယံကသူခုတ်ပြတ်လာတဲ့လက်ကြီးကိုထုတ်ပြလိုက်တော့ဗိုလ်ချုပ်တွေအကုန်လုံးကြတိထားသွားကြပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီလက်ကလွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကတည်းကအုတ်ကပြန်ကြီးကြလာရကနေပေါ်ပေါက်လာတဲ့ထောင်းထက်လို့ခေါ်တဲ့သတ္တဝါဆိုးကြီးတွေအလက်ဖြစ်နေလို့ပါအဲ့ဒီအကောင်တွေကနှစ်60လောက်ကိုတစ်ချိန်နိုးထလာပြီးတော့လူတွေကိုစားတောက်ကြရပါပြဿနာကအခုချိန်ကနှစ်60ပြည့်ဖို့9ရက်တောင်လူနေသေးတာဟုတ်အဲ့ဒီအကောင်တွေကစောပြီးရောက်လာလို့ပါပဲပြောနေဆိုနေရင်လည်းပဲတောင်ကြားတဲ့အမျိုးကိုတွေတဲကနေအကောင်ပေါင်းထောင်တောင်းကြည့်ပြီးတော့တတိုင်းကြီးစီကိုအမဲလိုက်ဖို့ဥတီပြေးလာပါတယ်ချက်ချင်းပဲစီကြီးပုံကြီးတွေကိုခကြမ်းကြမ်းတီးပြီးတော့တပ်ပွဲတစ်ခုလုံးနေရာယူလိုက်ကြပါတယ်ပွဲကြီးပွဲကောင်းကတော့စားပါပြီတတိုင်းကြီးဘော်ကနေလေးသီတော်တက်တွေကမြားတွေမီးလုံးတွေနဲ့မိုးရတယ်လို့ပြစ်ချလိုက်ပါတယ်အမိုက်ဆုံးကတော့တက်မူလင်းတို့ရပြန်အောင်တပ်ပွဲပါကျိုးခင်းနဲ့တက်ပြီးတော့တတိုင်းဘော်ကနေလေးတဲကိုခုံစင်းကဘလူးတွေကိုလှမ်းနဲ့ထိုးရတဲ့အသေးကန်တပ်ပွဲပါမြင်ရတာတော်တော်လေးကိုမိုက်ပါတယ်ဒါပေမဲ့ဘလူးတွေကအရန်နားလုံးပြီးတော့အပေါ်ဝတင်းဖိတလာတော့တေးတဲ့ကောင်အသေးအပေါ်တက်တဲ့ကောင်တက်နဲ့တတိုင်းမော်ဒီရောက်လာကြပါတယ်အဲ့ဒီမှာစစ်သားလေးတယောက်ကိုအကောင်ကြီးကစားမလို့လွတ်နေတော့ဝီလီယံလည်းအချုပ်ထဲမှာညင်းမနေနိုင်တော့ဘဲနဲ့လွတ်နေတဲ့လက်နက်တွေကိုကောက်ပြီးတော့မြားနဲ့တကောင်ပြီးတကောင်တေချာကိုချိန်ပစ်လိုက်တာတပ်ပွဲတကူလုံးတောင်သူ့ရဲ့လက်စွမ်းကိုကြောင်းကြည့်သွားရပါတယ်ဒီလိုနဲ့ပထမချိန်တိုက်ပွဲကြီးပြီးသွားတဲ့အခါမှာတော့တက်မူလင်းတယောက်နိုင်ငံသားတမန်ကြီးဝီလီယံကိုစပြီးတော့အထင်ကြီးသွားပါတော့တယ်ပထမဆုံးတိုက်ပွဲကြမ်းကြီးပြီးမှတော့ဝီလီယံတို့နှစ်ယောက်ရဲ့စွမ်းရည်ကိုတပ်ပွဲကအသိမှတ်ပြုသွားပါတယ်ဒါကြောင့်သူတို့ကိုအကျဉ်းသားအဖြစ်ကနေလွှတ်ပေးလိုက်ပြီးတော့ဧည့်သည်တွေလိုပဲကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်အဲ့ဒီမှာတတိုင်းပေါ်ရောက်နေတာ25နှစ်တောင်ရှိပြီဖြစ်တဲ့ဘဲလက်ဆိုတဲ့နိုင်ငံသားအပိုးကြီးတယောက်နဲ့သွားတွေ့ပါတယ်သူကတတိုင်းကြီးပေါ်ကအဝင်အထွက်တွေကမ်းပေါင်တာတွေကိုသိမ်းတဲ့နေရာတွေကိုအလွတ်ရနေတဲ့သူပါဒါနဲ့ပဲသူတို့3ယောက်ပေါင်းပြီးတော့ကျုပ်ဒီစီကနေကမ်းပေါင်တာတွေကိုခိုးထုတ်ပြီးလို့ရှိရင်တတိုင်းပေါ်ကနေကျိုးနဲ့ဆင်းပြီးတော့ထွက်ပြေးကြဖို့လျှို့ဝှက်ကြံစီတွေစတင်ကြံစီပါတော့တယ်အဲ့ဒီချိန်မှာပဲအရေးကြီးတဲ့အလဲပြောင်းတစ်ခုဖြစ်လာပါတယ်ဝီလီယံကကိုထဲမှာအကောင့်တွေကိုနိုင်ခဲ့တာသူ့ရဲ့လက်စွမ်းတစ်ခုတည်းကြောင့်မဟုတ်ဘဲနဲ့သူ့ရဲ့ထဲမှာပါလာတဲ့တလိုက်တုံးလေးတုံးကြောင်ဆိုတာကိုသတိထားမိသွားပါတယ်အဲ့ဒီအကောင့်တွေကဒန်လိုင်းနားကိုရောက်သွားရင်အာယုံကြောတွေမှိုင်းသွားပြီးတော့ဘာမှမလုပ်နိုင်တော့ပါဘူးဒါပေမဲ့အဲ့ဒီအကြောင်းတွေကိုပိုကျိုးတွေစီမှာသိချာမပြောရသေးခင်မှာပဲပြဿနာအထတက်ပါတယ်ညဘက်ကြီးမျိုးကိုတွေအုပ်ဆိုင်နေတဲ့အချိန်မှာပဲအကောင်တွေကအရင်တော့အတန်တွေမပေးတော့ပဲတတိုင်းမော်ကိုအတန်တိတ်တက်လာကြပြီးတော့ချုံကိုတိုက်ခိုက်ကြပါတယ်ဒီကားတိုက်ပွဲကတော့အတော်လေးကိုအထိနာပါတယ်ဘာလို့လဲဆိုတော့တိုက်ပွဲရဲ့အမြင့်ဆုံးဗိုလ်ချုပ်ကြီးရှောင်းကိုတိုင်းဘလူးတွေရဲ့ချုံကိုတိုက်ခိုက်မှုကိုခံလိုက်ရလို့ပါရှောင်းကမသေးခင်လေးမှာပဲသူ့ရဲ့ယာထုကိုတက်မှုလင်းစီကိုလွှဲပြောင်းပေးခဲ့ပြီးတော့
ရင်းတယောက်အသက်အငယ်ဆုံးနဲ့အမိမတ်တပ်ဖွဲ့ရဲ့ဗိုလ်ချုပ်ကြီးဖြစ်လာပါတော့တယ်ဗိုလ်ချုပ်အသစ်ဖြစ်လာတဲ့လင်းကအရင်လူတွေလိုခန်းစစ်ကြီးပဲမလုပ်တော့မဲ့ထိုးစစ်ဆင်ဖို့စဉ်းစားပါတယ်အကောင်ကြီးတကောင်ကိုအရှင်ဖမ်းပြီးတော့တာလိုက်နဲ့စမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါနဲ့တိုင်းဘောကနေအေးရမတန်ကြိုးကြီးချအေးစီးတွေလူးထားတဲ့မြားတွေနဲ့အကောင်တကောင်ကိုအသေးချာထောင်ချောက်ဆင်ပြီးဖမ်းมาတော့တယ်တကယ်ကိုအသက်လူရရဲ့အခန်းမှာကျိုးကညက်နေလို့ဝီလီယံကိုတိုင်အောက်ထိဆင်းပြီးတော့အသက်ဆွေမြေကူညီပေးခဲ့ရပါသေးတယ်နောက်ဆုံးတော့သူတို့ထင်တဲ့အတိုင်းအကောင်ဟိတကောင်ကိုအရင်ဖမ်းမိသွားပြီးတော့လောင်ချိုင်ထဲမှာထည့်ထားလိုက်ပါတယ်အဲ့ဒီမှာတင်ဝီလီယံကတန်လိုက်တုံးလေးကိုအကောင်ကြီးနောက်မှာကတ်သွားလိုက်တဲ့အခါမှာတကယ်ကိုရဟောစရာကောင်းလာအောင်စောစောကရုံးကန်သွေးစာနေတဲ့အကောင်ကြီးကငိမ့်သက်ပြီးတော့မိန့်ချသွားတာကိုအားလုံးနင်းမြင်ကိုလေးမြင်လိုက်ရပါတယ်တန်ဖက်မှာလည်းဝီလီယံကအဲ့ဒီအပွဲနဲ့အတူပူးပေါင်းပြီးတော့ကဘာကြီးကိုကဲတင်ချင်းနေပြီမဲ့သူတို့ရဲ့တငယ်ချင်းတိုးပါနဲ့အဖိုးကြီးဘဲလက်တို့ကတော့ကမ်းပေါင်တာတွေခိုးပြီးတော့အကွက်ရှိဖို့ပဲစိတ်ဝင်စားနေကြပါတယ်အဲ့ဒါနဲ့သူတို့အချီချင်းကိုခက်မဲ့ဝီလီယံကိုမေ့လဲအောင်လို့ကမ်းပေါင်တာတွေခိုးပြီးတော့သူတို့နှစ်ယောက်တစ်ခတ်ပြေးသွားကြပါတော့တယ်ဝီလီယံသတိရလာတော့တပ်ပွဲကသူ့ဘူပါကြီးတန်းပေါင်တာခိုးတဲ့အထက်ပါတယ်ဆိုပြီးတော့ဖမ်းထားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအေဂရစ်မင်းကြီးရဲ့အမိန့်နဲ့မြို့တော်ကအမတ်တွေရောက်လာပြီးတော့ဖမ်းထားတဲ့အကောင်ကြီးကိုယူသွားကြပါတယ်ဒါပေမဲ့တကယ်ကြောက်စရာအကောင်ဆုံးကိစ္စကြီးကအခုမှလာတာပါတတိုင်းကြီးစီကိုအကောင်ကြီးတွေထပ်မလာတော့တာရဲ့အောက်ချိန်မှာထူးဆန်းတဲ့အတန်ကြီးကြားနေရတာရဲ့ကြောင့်ဗိုလ်ချုပ်လင်းကသွားစစ်စစ်ကြည့်လိုက်တဲ့အခါမှာတော့အကဲကိုကြက်တီးထားစရာပါပဲအကောင်ကြီးတွေကတတိုင်းကိုကြောတက်ဖို့စူးစမ်းနေတာမဟုတ်ပဲနဲ့အောက်ချိန်မှာအေးအမဦးမင်လန်ကောင်ကြီးကိုအတန်းတိတ်တူးပြီးတော့လူပေါင်းတန်းချီပြီးတော့ရှိတဲ့မြို့တော်ကြီးပေချင်းစီကိုတိုက်တိုက်ဥတီသွားနေကြပြီဆိုတာကိုအားလုံးကထိတ်လန့်ပေါ်ရသိလိုက်ရပါတယ်အဲ့ဒီမှာနဲ့ဗိုလ်ချုပ်လင်းတို့တပ်ဖွဲ့ဟာသူတို့ရဲ့နောက်ဆုံးလျှို့ဝဲလက်နက်ကိုထုတ်သွင်းရပါတော့တယ်အဲ့ဒါကတော့အေးအမမီးပုံပြန်ကြီးတွေပါမိကုန်းမြတ်နေနဲ့လေတဲကနေမြို့တော်စီကိုအမြန်ဆုံးရအောင်လိုက်သွားကြပါတယ်။အဲ့ဒီအချိန်မှာပဲဝီလီယံဟာလွတ်လပ်ခွင့်ရသွားပြီဖြစ်ပေမဲ့အသက်လူထွက်ပြီးမှအစားသူ့ကိုယုံကြည်ပေးခဲ့တဲ့လင်းတို့နဲ့အတူကဘာကြီးကိုကယ်တင်မှုဆုံးဖြတ်လိုက်ပါတော့တယ်။သူလည်းဂျန်နေရဲ့မိဘုံမြန်တစ်ခုကိုအတင်းခုန်တက်ပြီးတော့အနောက်ကနေပြေးလွှတ်လိုက်သွားပါတော့တယ်။တစ်ဖက်မှာလည်းကမ်းပေါင်နာတွေခိုးပြီးတဲ့သူတငယ်ချင်းတူပါကတပ်ဖွဲ့ရဲ့ဗန်းစီတာကိုခံလိုက်ရပြီးတော့အဖိုးကြီးပဲလက်ကတော့လူရိုင်းနေတဲ့တိုးပြီးတော့ကမ်းပေါင်နာတွေပေါက်ပြီးတော့တေပွဲဝင်သွားပါတယ်။သူ့တော်ကိုရောက်တဲ့အခါမှာတော့အရာအလုံးကနောက်ကျနေပါပြီ။အကောင်ကြီးတွေကမြို့ကိုဖျက်ဆီးပြီးတော့မြို့သူမြို့သားတွေတက်ပြက်ကဘရင်မကြီးကိုအစာတွေတဲကျွေးနေကြပါပြီ။ဘရင်မကြီးကလည်းအစာစားပြီးလို့ရှိရင်နောက်ထပ်အကောင်ရေပေါင်းတန်းရှိပြီးတော့မွေးထုတ်ပေးနိုင်စွမ်းရှိပါတယ်။ဒင်းရဲ့မိဘုံရံပြက်ကြသွားလို့ဘလူးတွေဝိုင်းနေတဲ့အချိန်မှာဝီလျံကလည်းမိုးဘော်ကနေဝင်လာပြီးတော့ဝင်းကျဲလိုက်ပါသေးတယ်။ပြီးလာနဲ့သူတို့နှစ်ယောက်မျောစင်မင်းကြီးဘော်ကိုတက်သွားကြပါတယ်။အဲ့ဒီမှာအေဂရမင်းကြီးရဲ့အမတ်တို့ယူလာတဲ့အရှင်ဘရတ်ထားတဲ့အကောင်ကြီးကိုပြန်တွေ့ပါတော့တယ်။ဒီအချိန်မှာပဲဝီလျံတို့နှစ်ယောက်တဲ့နောက်ဆုံးအကျဉ်းစီတစ်ခုကိုအသက်ဆွန့်ပြီးလှုပ်ရပါတော့တယ်။အဲ့ဒါကတော့အဒီဖမ်းထားတဲ့အကောင်ကြီးရဲ့ကိုလုံးမိုင်းရမ်းမဲတွေအပြည့်တက်အစာကျွေးသလိုဟန်ဆောင်ပြီးတော့ဘီဟမာကြီးအနားရောက်ရင်မီးလောင်နေတဲ့မြားနဲ့လန့်ခွဲပြဖို့ပါဖမ်းထားတဲ့အကောင်ကြီးကလည်းကမ်းပေါင်တာတွေတဲပြီးတော့ဘီဟမာကြီးအနားကိုရောက်သွားပါတယ်လင်းကမိဆွဲနေတဲ့မြားကိုလှမ်းပစ်လိုက်ပေမဲ့ဘီဟမာကြီးကအယမ်းညံကောင်းတော့သူ့ရဲ့အဆောင်အကောင်တွေကလည်းအသားတိုင်းကကြီးတွေလိုဝင်ကာလိုက်လို့မြားကလွဲသွားပါတယ်အဲ့ဒီအချိန်မှာအကောင်တွေအားလုံးမျောစင်မို့အုပ်လိုက်ကျင်းလိုက်နဲ့တက်လာနေပါပြီအချိန်မရှိတော့တဲ့အဆုံးဝီလျံကအယူမှုအကြံစီတစ်ခုရသွားပါတယ်အဲ့ဒါကတော့သူ့စီမှာရှိတဲ့တန်လိုက်တုံးကိုအောက်ကိုပစ်ချလိုက်တာပါတန်လိုက်လည်းအောက်ကိုရောက်သွားရောအဆောင်အကောင်နဲ့အကုန်လုံးမိတ်ကျသွားပြီးတော့ရန်ကရေးပွင့်သွားပါတယ်အဲ့ဒီအခွင့်အရေးကိုယူပြီးတော့လင်းကမိဆွဲနေတဲ့ဖလန်နဲ့ဒုတိယအကျင်အားကုန်ပစ်ချလိုက်တဲ့အခါမှာတော့ကွက်တီပါပဲဒုံးဆိုပြီးတော့ရန်နေပေါက်ကွက်ကဘေးမာကြီးအဆအနာပါမကျစီစီညံ့ညက်ကြီးသွားပါတော့တယ်ဘေးမာကြီးသေးသွားတာနဲ့တပြိုင်တည်းကြံတဲ့အကောင်တွေလည်းအသက်ဝင်ငယ်ကင်းမဲ့သွားသလိုရုပ်တုကြီးတွေလိုရက်တန်သွားပြီးတော့လူသားတွေအပီးတန်အဝဲခံနိုင်သွားပါတော့တယ်။နောက်ဆုံးမှာတော့ကဘာကြီးကိုကဲတင်နိုင်ခဲ့တဲ့နိုင်ငံရသားကြီးဝီလီယံကိုတရုတ်အီဖရတာသူ့လိုချင်တဲ့ဗန်ပေါင်တာရဲ့ရရနာရီနဲ့အဖမ်းခံထားရတဲ့သူ့တငယ်ချင်းတိုးပါရဲ့အသက်နှစ်ခုတည်းကတစ်ခုရေးချယ်ခွင့်ပေးပါတယ်။ဝီလီယံကတော့တကယ်သူရဲ့ဖောင်းပြီးပြီးရရနာရီကိုဆွလွတ်ပြီးတော့သူ့တငယ်ချင်းဖြစ်သူကိုရွေးချယ်သွားခဲ့ပါတယ်။ပြီးတော့သူတို့နှစ်ယောက်ဥရောပကိုပြန်ဖို့မြင်းကိုစီရှိပြီးတော့ထွက်ခွာသွားပါတော့တယ်။ဒီစကားလေးကတော့ဒီမှာပဲအဆုံးသတ်သွားပါပြီ။အဆအဆုံးအရှင် MI တွေနဲ့ကြည်ရကြုံနဲ့မယ်လို့ထင်ပါတယ်။နောက်ထပ်ပဲဇာကားတွေကို recap လုပ်ပေးရမလဲဆိုတာ comment မှာရေးဆွဲပေးကြပါဗီဒီယိုလေးကိုသဘောကျရင် like and subscribe လေးလုပ်ပေးတော့လည်းမမေ့ပါနဲ့ဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျ